ကဒါလေးကတော့ဝေဝန်တိုင်းအင်ဂျင်နဲ့ပတ်သက်ပြီးတော့အင်ဂျင်လုံးနေရင်လည်းတည်တင်လိုက်တာလေးတွေလက်တွေ့တင်တန်းသားနဲ့ online တင်တန်းသားနဲ့ line မော်ကလေးလာတဲ့ညီကိုဒီကိုပြန်လည်မျှဝေပေးခြင်းစိတ်လေးဖြစ်လာလို့ပြန်လည်မျှဝေပေးလိုက်တဲ့ဗီဒီယိုလေးဖြစ်တယ်ဗျာအဲ့တော့ဒီလိုပြောတဲ့တွေကိုတင်ကြားနေတဲ့အချိန်မှာတချို့သောကိစ္စတွေကတော့ဆိုင်ကယ်ရဲ့မတ်တက်အရာတင်တာမျိုးလည်းရှိတယ်လို့တချို့သောကိစ္စတွေကတော့ကျွန်တော်ရဲ့ personal ခံစားချက်နဲ့ပြောပြတဲ့စိတ်ပိုင်းတွေလည်းပါတယ်ပေါ့နော်အဲ့တော့အမှားလည်းရှိနိုင်တယ်အမှန်လည်းရှိနိုင်တယ်နော်အဲ့တော့သဘောထားကိုလည်းပိုင်ခွင့်လည်းရှိပါတယ်အဲ့တော့ကျွန်တော်လောက်ရမယ်လို့အဲ့အကြည့်နေတဲ့ညီကိုတွေကိုပြောတာမျိုးမဟုတ်ပါဘူးကြိုက်ရင်လည်းလို့ပေါ့မကြိုက်တော့လည်းမလုံးနဲ့ပေါ့လည်းပေါ့အဲ့လိုပါပဲအဲ့တော့ကျွန်တော်ဒီမှာဂီယာဘောက်အကြောင်းလေးကိုကျွန်တော်တို့တစ်ချက်ပြောမယ်ဗျာဂီယာဘောက်ကိုကျွန်တော်တို့ကဒါကတော့ကျွန်တော်တို့ကကလပ်အောင်မှာတက်ထားလို့ကလပ်အောင်ရှက်စပေါ့ကမှာတက်ထားရင်စပေါ့ကရှက်လို့ကျွန်တော်တို့ကလွယ်ကူခေါ်လိုက်တယ်ပေါ့နော်ဒါနဲ့လွယ်ကူပြောတော့ဒီကောင်ကစာရဆိုရင်တော့ main ရှက်ဒီကောင်ဒီ counter ရှက်ဖြစ်တယ်တဲ့အဲ့တော့ကျွန်တော်တို့ကတတ်မှတ်ထားမှာအခုပြောပြနေတာတော့ဝန်တန်းအိုင်အကြောင်းပြောတာပေါ့နော်တကယ်တမ်းကျတော့အခုကျွန်တော်ပြောမယ့်စကားတွေကကြတော့ဂီယာထိုးပြီးမောင်းရတဲ့ဆိုင်ကယ်တွေအကုန်လုံးမှာရှိနေတဲ့ဂီယာဘောက်အကြောင်းကိုပြောမှာဝန်တန်းအိုင်အကြောင်းတစ်ခုတည်းမဟုတ်ဘူးပြောချင်တဲ့လေးပဲဝါသူကနေသူ6လုံး4လုံးလို့ပဲနေအင်ဂျင်ပါဝါ1000မဲနေဂီယာဘောက်ရဲ့မတ်တာဟာအမှန်တကယ်တော့တနည်းပဲရှိတာအဲ့ဒီနီးကိုပြောပြပေးမှာဖြစ်တယ်ဂီယာ4ချက်ပါတော့ရှက်တစ်ချောင်းမှာပြီးနေရင်4ခုဂီယာ6ချက်ပါရင်ရှက်တစ်ချောင်းမှာပြီးနေရင်6ခုဂီယာ5ချက်ပါရင်ရှက်တစ်ချောင်းမှာပြီးနေရင်5ခုဆိုင်ကယ်ဂီယာထိုးပြီးမောင်းရတဲ့ဆိုင်ကယ်လို့ပြောလိုက်တာ ਨੇ ဒါပေမဲ့ဒီနေရာမှာအငင်းပွားစရာရှိတယ်နော်ဆရာဂီယာက4ချက်ဘာဖြစ်လို့စပေါ့ကက်ရှက်မှာပီနီယံ5ခုဖြစ်နေတာလဲတချို့ကြတော့စပေါ့ကက်ရှက်မှာကစ်တက်ပီနီယံတည်တံ့တက်ထားတာမျိုးရှိတယ်ကစ်တက်ပီနီယံသူကဆိုလိုချင်တဲ့အိဗေကဒီမှာကြတော့ဒီကစ်တက်ရှက်ကပီနီယံနဲ့ချိန်မှာနံပါတ်1နဲ့ချိန်မှာတချို့ဂီယာဘောက်တွေမှာကြတော့ကစ်တက်ရှက်နဲ့ချိန်မဲ့ပီနီယံကနံပါတ်1နဲ့မဟုတ်ဘဲနဲ့တည်တံ့ပါတာမျိုးရှိတယ်နံပါတ်1ပီနီယံနဲ့ဟိုမှာနှစ်ထပ်အသေးကတ်ထားတာလည်းရှိတယ်အဲ့ကစ်တက်ရှက်ပီနီယံကိုပြောတာမဟုတ်ဘူးဒါကလည်းဂီယာဘောက်ပီနီယံလည်းဟုတ်မနေဘူးအကေစပေါ့ကက်ချက်မှာဒီဟာ4ချက်ဖြစ်ပြီးတော့ပီနီယံက5ခုဖြစ်နေအဲ့ဒီတစ်ခုကကစ်တက်ပီနီယံပဲဖြစ်လိမ့်မယ်ဒီနေရာမှာညင်းပွားစရာရှိတယ်လူဆိုတာအမှန်နဲ့အမှားဆိုရင်ငါတော့အပြင်ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာဒီကောင်ဘယ်အချိန်မှားမလဲဒီကောင်ဘယ်တော့ဘဝပြတ်မလဲဆိုတာကိုထိုင်ဆောင်နေတဲ့သူကခံများများအဲ့ဒါကြောင့်သူထွက်လာမဲ့အရာတွေကတီးပြီးသားဆရာကခုနပြောရတယ်လေဒီဟာ4ချက်ပါ7ချောင်းမှာပီနီယံ4ခုဒီဟာ5ချက်ပါ7ချောင်းမှာပီနီယံ5ခုဒီဟာ5ချက်ပါလို့7ချောင်းမှာပီနီယံ6ခုဖြစ်နေတယ်ဒီကြတဲ့အဲ့ဒီတစ်ခုကကစ်တက်ပီနီယံပဲဖြစ်လိမ့်မယ်ကစ်တက်ပီနီယံနဲ့ချိန်ဖို့တော့တည်တံ့တက်ဆင်ထားတဲ့ပီနီယံဖြစ်လိမ့်မယ်။ဘာကြောင့်လဲဆိုတော့ဒီဘိန်းမှာဆိုရင်ဒီကစ်တက်ပီနီယံကပဲ့သွားခဲ့ရင်နံပါတ်1ပီနီယံကိုပါထိခိုက်သွားနိုင်တယ်။အဲ့လိုမျိုးနံပါတ်1ပီနီယံနဲ့မသုံးမဲနဲ့နောက်ထပ်အဲ့စပေါ့ကက်ရှက်မှာကစ်တက်ရှက်နဲ့ချိန်မဲ့ပီနီယံကိုလာတက်ထားခဲ့မယ်ဆိုရင်ဒီကောင်ပဲ့သွားတဲ့အချိန်မှာကင်နင်းလို့မရတာမျိုးပဲရှိလိမ့်မယ်နံပါတ်1ကိုမနှောက်ချက်တော့အဲ့လိုမျိုးပြောချင်တယ်။ညာနေဟာမတ်တက်ကြီးအမှားကြီးပါဒီကောင်ဒီဟာ5ချက်ကိုပီနီယံ6ခုပါတာမမြင်ဘူးလို့ဖြစ်ပါလိမ့်မယ်လို့ပြောနေမှာဆိုတော့ဒါကလည်းပိတ်တာခဏရက်ထားအောင်အဲ့တော့အခုပြောချင်တဲ့ method က1 time 1 to 5ဆိုင်ကယ်ဆိုတာ full speed gear လို့ခေါ်တယ် full speed gear ဆိုတာ gear 4ချက်ကိုပြောတာ gear 4ချက်ဆိုင်ကယ်ဖြစ်တယ်ဆိုမှတော့မစင်းသားနဲ့ရှက်တစ်ချောင်းမှာပီနီယံ4ခုရှက်တစ်ချောင်းမှာပီနီယံ4ခု gear 5ချက်ဆိုရှက်တစ်ချောင်းမှာပီနီယံ5ခု gear 6ချက် super full gear 6ချက်အစား5 V3 6ချက်ဆိုလိုချင်တဲ့ဘေးက gear က6ချက်5ချက်ဆိုတာအင်ဂျင်ပါဝါကြီးလို့သေးလို့မဟုတ်ဘူးလူတက်ချင်တက်မှာပဲမတက်ချင်မတက်ဘူးပေါ့ဟိုမှာလေအာ55 V3 အင်ဂျင်ပါဝါ150ပဲလေ6ချက်ပါလေစူပါဘူးအင်ဂျင်ပါဝါ400 cc လေ6ချက်ပဲရိုးရိုးဘိန်းတွေကိုပြောတာပေါ့နော်အဲ့မှတ်ထားမှာဘာလို့ပထမတစ်နည်းကပါလဲဂီယာပေါ့မှာဒီက5ချက်ပိုင်းဒီကတစ်ချက်သေးပိုင်းရောမီနီယံတစ်ခုတည်းရှက်တစ်ချောင်းမှာပြောတာဒါနဲ့ဒါဆိုသိသွားပြီလားဂီယာ5ချက်လို့ပြောလိုက်တာနဲ့ဒီဆိုင်ကဂီယာ5ချက်ပါလို့ပြောလိုက်တာနဲ့ရှက်တစ်ချောင်းမှာမီနီယံဘယ်နှခုပါလဲဆိုတာသိပြီလားသိပါနောက်တစ်ခုဒီကောင်က1 time ဂီယာဘောက်ရှက်ဘယ်နှချောင်းပါလဲ2ချောင်းပါစူပါဖို့4လုံးတို့အင်ဂျင်ပါဝါ400 cc ဂီယာဘောက်ရှက်2ချောင်းပါအဓိကမတ်တက်ကိုသိဖို့လို့လားမတ်တက်ကိုသိမှဆိုင်ကယ်တော်တော်များများကိုပြင်လို့ရမှာမတ်တက်ကိုမသိဘဲနဲ့ဆရာတွေဒီမှာသင်ခဲ့တဲ့ဆိုင်ကယ်လောက်ပဲအကင်တွေများလို့သိတာဆိုရင်အဲ့ဒါကအမှန်ကတော့ပညာမဟုတ်ဘူးမိတ်တူကြီးလို့ခေါ်တယ်မိတ်တူကြီးဆိုတာဆရာကဒီအဖုံးကိုဒီလိုတက်လို့ငါတို့ကလည်းဒီလိုလိုက်တက်တာအဲ့ဒါမိတ်တူပညာဆိုတာကဆရာမသင်လိုက်ပေမဲ့အဲ့ဒီဘိန်းတစ်ဘိန်းကိုတစ်ခါမှမမြင်ဘူးပေမဲ့သင်နေတဲ့ဘိန်းကိုပြန်နှိုးနိုင်တာမှအဲ့ဒါပညာИдем дальше. Идем дальше. ပညာနဲ့မိတ်တူနဲ့လည်း꿰ပြအောင်လို့မိတ်တူဆိုတာဆရာကဒီလိုရှေ့ရလိုက်လို့ငါလည်းဒီလိုလိုက်လို့တာဒါဆရာလုပ်တဲ့အတိုင်းလိုက်လို့တာအဲ့ဒါမိတ်တူကူထားတာအခုပြောနေတာကဆိုင်ကယ်တွေမှာရှေ့တက်စင်ထားတဲ့ဂီယာထိုးပြီးမောင်းရတဲ့ဘိန်းဒီခွန်နာဂျာမှာဆိုင်ကယ်တွေမှာတက်စင်ထားတဲ့ဘိန်းဒီမှာ
ဂီယာ4ချက်ပါရင်7တစ်ချောင်းမှာဂီယာ3ချက်ဆိုရင်ပင်နီယံ3ခု7တစ်ချောင်းမှာပင်နီယံ3ခုဂီယာ6ချက်ဆိုရင်7တစ်ချောင်းမှာပင်နီယံ6ခုစူပါ4မှာလည်းဂီယာက6ချက်ပဲ7တစ်ချောင်းမှာပင်နီယံ6ခုအဲ့ဒါကဂီယာပေါက်ရဲ့မတ်တက်လို့ခေါ်တယ်ဂီယာပေါက်ကမတ်တက်နဲ့ပြောလို့ရတယ်ဘာကြောင့်လဲဆိုတော့ခုနပြောလို့ပေါ့4ချက်ဆို4ခု5ချက်ဆို5ခု6ချက်ဆို6ခုဂီယာအချက်ရည်ကိုကြည့်ပြီးပြောလို့ရတယ်တဲ့ဂီယာပေါက်ပင်နီယံကိုဒီမှာ4ချက်ဆိုတော့1 2 3 4 4ခုဒီမှာလည်း1 2 3 4 4ခုဒါက small cat ချက်ဟာကလောက်ချက်ဂျုံတင်ကညလုံးနဲ့ကြည့်လိုက်စမ်းပါ small cat ချက်မှာရှိနေတဲ့ပီနီယံနဲ့ main ကလောက်ချက်မှာရှိနေတဲ့ပီနီယံကလောက်ချက်မှာရှိတဲ့ပီနီယံတွေကတော်တော်များများသေးတယ်ဘယ်ဘိမစို့စူပါဖို့သွားကြည့်မလားအတူတူပဲဆိုင်ငယ်ဂီယာပေါက်တွေမှာအင်ဂျင်ပါဝါကြီးကြီးတေးတေးအင်ဂျင်ပါဝါ 1000cc လဲဂီယာပေါက်ထဲမှာရှက်နှစ်ချောင်းပဲ3000မပါဘူးအင်ဂျင်ပါဝါ 1000စူပါကက် 50cc ဂျပန်ဘိန်းစားတိုင်းဘိန်းလဲဂီယာပေါက်ရှက်နှစ်ချောင်းပဲ 50cc လေးနှစ်ချောင်းပဲအင်ဂျင်ပါဝါ 1000လဲနှစ်ချောင်းမှတ်တာဂီယာပေါက်ကိုပြောတာတော့တခြား balancer weight တုံးတွေကောင်တာ weight တုံးတွေကိုပြောတာမဟုတ်ဘူးသိလိုက်စမ်းပါဒီအကြောင်းအရာလေးကိုသင်ုံများပြင်ဆိုင်ငယ်တော်တော်များများရဲ့အပေါ်မှာအတွေးခေါ်ဝင်နိုင်အောင်သိလိုက်စမ်းပါအဲ့လိုပြောတာလေโอเคပထမချက်ကဘာသိသွားပြီလဲဂီယာ4ချက်ဆိုရင်ချက်တစ်ချောင်းမှာပင်နီယံ4ခုပါဆရာပင်နီယံ4ခုလို့မပြောနဲ့နော်ဂီယာ4ချက်ဆိုရင်ချက်တစ်ချောင်းမှာပင်နီယံ4ခုပါပင်နီယံ4ခုအင်ဂျင်ပါဝါဆိုင်ငယ်ဂီယာပေါက်လို့ပြောလိုက်တယ်ဂီယာပေါက်ထဲမှာရှက်ပဲနှစ်ချောင်းပါမယ်နှစ်ချောင်းပါသုံးချောင်းမပါဘူးအင်ဂျင်ပါဝါသေးရင်လည်းနှစ်ချောင်းပဲကြီးရင်လည်းနှစ်ချောင်းပါဂီယာပေါက်ပေါ်မှာငါတို့တဖြည်းဖြည်းနဲ့မြင်တဲ့အမြင်ကိုပြောတာတွေးတဲ့အတွေ့အဲ့အတွေ့တွေကပဲကိုယ့်ကိုအမှားယွင်းနေအောင်လုပ်ပေးမှာအထောက်အကူပြုမှာဘာကြောင့်ကိုမခွဲဖို့တဲ့ဘိန်းကိုများခွဲလိုက်လို့ဂီယာပေါက်ကြီးကပြုတ်ထွက်သွားခဲ့ရင်ကိုဒီနည်းတွေနဲ့တွေးရတော့မှာနောက်တစ်ခုကကလောက်ရှက်တွင်ရှိသောပီနီယံများသည်အပြင်ဆိုင်လဲကျင်းတယ်လို့အတွင်းဆိုင်လဲကျင်းတယ်အတွင်းကြီးလိုက်ပါလာချင်းတူပေမဲ့ဒီမှာစပေါက်ကချက်မှာအကျိဒီမှာကလောက်ရှက်မှာလက်ညှိုးတော်မဝင်ဘူးအဲ့တော့ကလောက်ရှက်မှာရှိတဲ့ပီနီယံများသည်အပြင်ဆိုင်လဲကျင်းကြတယ်လို့ပြောလွယ်ကူပြောရင်တော့ဟောဇွဲအရေးအတွက်နဲတယ်ပေါ့သေးတယ်ပေါ့ဟုတ်တယ်မလားပြီးတော့အတွင်းဆိုင်လဲကျင်းတယ်ရှက်ကိုကြည့်လိုက်မယ်ဆိုရင်လဲကလန်းအောင်ရှက်နဲ့စပေါက်ကချက်ကိုတွန်းကြည့်လိုက်ရှက်ကလည်းသေးတယ်ရှက်သေးလို့အတွင်းဆိုင်သေးတယ်ပီနီယံရဲ့အပြင်ဆိုင်တွေလည်းသေးတယ်ဒါကဂီယာပေါက်ပေါ်မှာမြင်တဲ့အမြင်ဆရာကအခုချိန်မှာဆရာမသိတဲ့ဂီယာပေါက်ကိုယူလာခဲ့မယ်ဆိုရင်ဆရာကဒီရှက်နှစ်ချောင်းကိုအရင်ကင်မှာပီနီယံဝင်ကင်မှာကင်ပြီးတော့ဘယ်ဟာတုတ်လဲဘယ်ဟာသေးလဲကြည့်လိုက်မှာโอเคသေးတဲ့အလုံးကိုတွေ့ပြီဆိုတာနဲ့အတွင်းဆိုင်သေးတဲ့ကောင်တွေကိုဆရာတစ်ဖက်ခွဲလိုက်မှာမလုံးသေးဘူးအတွင်းဆိုင်ကျဲတဲ့ကောင်တွေတစ်ဖက်ခွဲလိုက်မှာနောက်တစ်ခုဒီဆိုင်ကဂီယာဘယ်နှချက်လဲလို့မေးလိုက်မှာ6ချက်ဆို7တစ်ချောင်းမှာပီနီယံက6ခုတက်မှာရအဲ့လိုတွေးပြီးတော့လုံးလာအလွတ်ရလို့လုံးတာမျိုးမဟုတ်ဘူးနောက်တစ်ခုကဒါကလောက်အောင်ပတ်ဒါဆိုကလောက်အောင်ညာဘက်ချမ်းမှာဒါစပေါ့ကပတ်ဆိုတော့ဒီထဲမှာပီနီယံကဂီယာ4ချက်ဆိုတော့7ချောင်းမှာပီနီယံဘယ်နှခုလဲ4ခုပါနှစ်ချောင်းပေါင်းလိုက်တော့8ခုပါ8ခုဆရာကငကိုတော့သိထားတယ်ခုတော့ဆရာတော့သိပြီးသားပါကွာသိထားတဲ့အနေထားနဲ့တွေးတာပေါ့ဒီပီနီယံ8ခုထဲမှာဒီကောင်အသေးဆုံးပေးကြတဲ့အဲ့အသေးဆုံးရဲ့နောက်မှာအကြီးဆုံးရှိလိုက်မယ်ဆိုတဲ့အတွေးနဲ့ဆရာတွေးလိုက်တော့ဟိုမှာတွတ်တက်ဆင်တဲ့အခါမှာဒီရှက်ရဲ့ဒီပီနီယံရဲ့နောက်မှာဆရာဒီအကြီးဆုံးကိုရွေးချယ်လိုက်တယ်အဲ့လိုမျိုးပြောတာဘာမှကြိုသိမနေဘူးတွေးပုံတွေးနည်းကိုပြောတာအဲ့ဒါမှကိုမသိတဲ့ဂီယာပေါက်သူများဖြီချလာရင်လုံးတတ်မှာပေါ့တွေးတတ်မှာပေါ့မြန်ကြီးမလုံးတတ်အောင်တော့တစ်ခေတ်ပဲနဲ့စဉ်းစားရင်ပြန်ဖြုံးရင်ပြန်လုံးရင်းနဲ့ပဲတော့မှန်သွားလိမ့်မယ်ညထဲမှာခုနပြောလို့ပဲအတွင်းကြီးလိုက်မှာပါတော့ပီနီယံအများကြီးဘေးတွင်ဝါချာတဲ့ကွန်ကလစ်ကွန်ရှိပြဆိုတော့မတ်တက်နဲ့ပါထည့်လိုက်တော့ဟုတ်လားထည့်လိုက်တော့ဒီမှာအတွင်းကြီးလိုက်မှာပါတော့ပီနီယံကြီးဘေးတွင်ဝါချာတဲ့ကွန်ကလစ်ကွန်ရှိတယ်ဆိုတော့မတ်တက်ဆိုတော့ဟာဒါဆိုဒီနေရာမှာဝါချာရှိမယ်ပြီးကလစ်ပါတို့တစ်ခါတွေးလိုက်တယ်နောက်တစ်ခုဒီဘက်မှာငုတ်ကတစ်ဖက်ပဲပါတယ်ဆိုတော့ဒီဘက်ပီနီယံဘက်မှာကအပေါက်လည်းမရှိဘူးငုတ်လည်းမရှိတဲ့အတွက်ဒီပီနီယံဒီဘက်ကိုလုံးဝလှည့်တာမဖြစ်နိုင်ဘူးဆိုတဲ့အတွေးဒီလိုဖြစ်တင်လာပြန်စဉ်းစားတဲ့နေရာမှာတော့မှဒီလိုတိုင်းတက်လိုက်တယ်ဆိုရင်အဲ့လူအုံနောက်ကအမိုက်ပဲသူမှတွေးခေါ်မရှိလို့ဒီပီနီယံဒီနေရာကလို့သိပေမဲ့လည်းဒီချက်ထဲကလို့သိပေမဲ့လည်းဒီနေရာမှာအရင်ဆုံးတက်ရမှာဟာဖြစ်တယ်လို့သိပေမဲ့လည်းသူဒီငုတ်ဒီဟိုဘက်ကြားနေတာဒီဘက်ထားနေတာမတွေးခေါ်တယ်လည်းလားပဲဒီငုတ်ဒီဘက်မှာချိတ်စရာအကြောင်းမှမရှိတာဘူးဒီငုတ်ပါချင်းကသူချိတ်ဖို့အတွက်ဆိုတော့ဒီဘက်ကပဲဖြစ်လိမ့်မယ်ဒါတွေးပြီးတော့ဂီယာဘောက်ကိုလုံးနဲ့ပုံတယ်အဲ့လိုဖြစ်စေချင်တယ်ဒါကြီးကိုအလွတ်ကျက်ပြီးတော့ဓာပိတာဆိုအဲ့လိုမျိုးမလို့ချင်ဘူးအဲ့လိုမျိုးပြောတာပါဟောဖြစ်တော့ဂီယာဘောက်ချက်ကိုပင်ညင်နေတက်စင်တဲ့နေရာမှာမိမိကြိုက်နေတဲ့ရာချက်ကိုအရင်တက်ပါဘယ်ချက်ကိုတက်ပါဆိုပြီးကျွန်တော်မှတ်တတ်မပေးချင်ပါဘူးကြိုက်တဲ့ချက်ကိုအရင်တက်ပါနောက်ဆုံးမဖြစ်ဖို့ပဲလို့လဲမှန်ဖို့ပဲလို့လဲဒါပေမဲ့များသောအားဖြင့်ကလောက်ဝင်ချက်နဲ့စပေါ့ကချက်တက်တဲ့နေရာမှာကလောက်ဝင်ချက်ကနည်းနည်းပို့လွယ်တယ်နော်ပို့ပြီးလွယ်တယ်ဖြစ်တယ်ဆိုတော့သူ့ကိုကျွန်တော်တို့အရင်ရွေးချယ်လိုက်တယ်ပေါ့နော်ရွေးချယ်လိုက်တော့သူ့ကိုရွေးချယ်လိုက်တော့သူ့ကိုကျွန်တော်တို့ကတက်ကြည့်မယ်ပေါ့ဗျာတက်ကြည့်မယ်ပေါ့ဒါပေမဲ့ငကုန်းလေးကလည်းအခုကျွန်တော်ပြောမှာဗျာဒီပီနီယံကိုဒီမှာထားမယ်ဟုတ်တယ်ကဲဒီပီနီယံကိုကဲဒီလိုထားလိုက်မယ်ဝန်နာပဲလေသူ့ချက်ထဲသူ့ပီနီယံထဲတာဝန်နာပေါ့နောက်တစ်ခါဒီငုတ်ဆိုတော့ဒီဘက်ကချိတ်ဆက်မဲ့ကောင်တစ်ခုခုရှိရမယ်ဒီဘက်ကပီနီယံကဒီလိုထည့်ကြည့်လိုက်မယ်
ဖက်ကြည့်လိုက်ချိတ်တယ်လေဟောဒီလိုဆိုရင်ရောချိတ်လားမချိတ်ဘူးဒါဆိုရင်ခုနကလိုပဲဖြစ်လိမ့်မယ်ဆိုပြီးကျွန်တော်ကကိုထင်တယ်လို့လေးပေါ့မှန်တက်လိုက်တယ်ပေါ့ဒီမှာလဲသူကဝါရှာနဲ့ကလစ်တက်လိုက်ဒါနဲ့တကယ်တော့ဒီအဆင့်ထိကိုမရောက်ဘူးအဖြေဟာပေါ်နေပြီကျွန်တော်ကပြောပြချင်တာဒီနေရာမှာ DBNN မဟုတ်ကလစ်မဟုတ်ဒီနေရာမှာ DBNN ဖြစ်မလား DBNN ဖြစ်မလားဆိုတာကိုကဲဒီနေရာမှာကျွန်တော်တရားကိုသူ့နေရာနဲ့သူမှန်အောင်တက်လိုက်မယ်ဆိုရင်ဒီအရှင်ဘီနီယံများသည်ဘယ်ညာပြေးကိုထုံးစံမရှိပါတနေရာထဲမှာပဲလဲပတ်တဲ့အရာဖြစ်တယ်လောက်တော့မလုပ်ဘူးဘယ်ညာကိုကဲဒီဘီနီယံကိုဒီနေရာမှာတက်ရင်ကြတော့ဝါရှာဒုနဲ့ကလစ်ဒုထည့်လိုက်ရင်ကိုဘက်ဒီဘက်မပြေးဘူးဒါပေမဲ့ဒီဘီနီယံနဲ့ဒီနေရာမှာတက်လို့ရတာပဲဒီနေရာမှာကျုံဒီဘီနီယံနဲ့ဒီဘီနီယံမှာဟောပါနေတော့ဒီဟာကိုဒီထဲမှာထည့်ပြီးတော့ဝါရှာနဲ့ကလစ်တက်အောင်တော့ဘီနီယံဟောလို့ပြေးမှာအဲ့ဒီမှာကနေကိုခုနမတ်တက်တွေမှန်လားမှားလားဆိုတော့တက်တွေနဲ့တကွာထောက်ပြနေတာဒီနေရာမှာအခုဒီမှာဘီနီယံ၄ခုကိုငါတို့ကရွေးချယ်ပြီးသွားပြီဒီရှက်နဲ့ကြိုက်တဲ့ဘီနီယံ၄ခုပြီးသွားပြီ၄ခုပြီးသွားပြီအဲ့ဒါမှဘယ်ဟာဘလို့ဖြစ်နေလဲဆိုတော့ဒီကောင်ဒီမှာမဖြစ်သင့်ဘူးမဖြစ်သင့်ဘူးဘာကြောင့်လဲဒီကောင်ဒီကိုလိုလာကွာဘီနီယံဖြစ်တဲ့အတွက်ဂီယာဘီနီယံနှစ်ခုရဲ့ခလယ်မှာပဲနေလိမ့်မယ်ပြီးတော့ဒီဘက်မှာချိတ်ဆက်မဲ့ကောင်ငုတ်ကရှိနေတဲ့အတွက်ဒီဘက်ကကောင်လည်းငုတ်ဖြစ်တဲ့ဘီနီယံဖြစ်မှာရမယ်ဆိုတဲ့အတွေ့တစ်ခါပြန်တွေးတယ်သူ့ကိုအရင်တက်မယုံတော့ဒီလိုတွေးလိုက်တယ်ပထမဒီလိုတွေးတယ်တွေးတဲ့အချိန်မှာအတွင်းကိလိုက်မှာပါတဲ့ဘီနီယံဘေးမှာဝါရှာတကွန်းကလစ်တကွန်းရှိရမယ်ဒီမှာဝါရှာ2နဲ့ကလစ်တက်လိုက်အောင်တော့မှဝါရှာကြီးကလှုပ်နေမှာဘီနီယံရဲ့ဟိုဘက်ဒီဘက်ပြေးနေမှာဒါမှဖြစ်တယ်ဒီဘီနီယံတက်လိုက်မယ်ဆိုတော့ဝါရှာနဲ့ကလစ်တက်လိုက်ရင်တော့ဘီနီယံညင်နေတဲ့အနေထားရှိတယ်ဒါပေမဲ့ငါကလစ်မတက်သေးဘူးကွာတွေးပုံမှာကလစ်မတက်သေးဘူးကွာတေးရတာတော့မှမတွေးသေးဘူးမဆုံးမဲ့ချက်မချသေးဘူးကြောက်လို့မဟုတ်ဘူးဒီမှာဟာငုတ်လဲဟုတ်တယ်ဒီဘက်ကလည်းငုတ်ရှိတယ်ဘာလို့မချိတ်လဲဒါဆိုဒီလိုညဖြစ်နေမလားမသိဘူးတွေးပုံတွင်းနေရโอเคငါတော့မှန်သွားပြီဆိုရင်ဒီဘက်ကလည်းပေါ့လေဒီဘက်ငုတ်ဆိုတော့ဒီကောင်ဒီလိုလှည့်တာမဖြစ်နိုင်ဘူးဒီဘက်မှာချိတ်စရာမရှိဘူးဘောပဲရှိတယ်ဒါဒီဘက်လှည့်တာဖြစ်လိမ့်မယ်โอเคဒါဆိုရင်ပြန်ဖြုတ်မယ်ဒါဆိုပီနီယံအောင် position ချပြီးသွားပြီဒါဆိုဒီကောင်ဝါရှာနဲ့ကလစ်တက်ကြည့်မယ်ပြီးသွားရင်ဒီကောင်ကိုထည့်ကြည့်မယ်အတွင်းကီလိုင်းပါတော့ပီနီယံများသည်ဘယ်ညာပြေးပြီးတော့လှုပ်ပြီးအဲကြောင့်သူ့ရဲ့ဘေးမှာကလစ်လည်းထည့်ကြမလို့ဝါရှာလည်းထည့်ကြမလို့အတွင်းကီလိုင်းပါတော့ပီနီယံများသည်ဘယ်ရောညာကိုပြေးပြီးလှုပ်တယ်ဒီကောင်ကဘယ်ရောညာမပြေးအောင်တနေရာထဲမှာဒီလုံးလုံးရတယ်နောက်တစ်ခါဒီကောင်မှလည်းအတွင်းကီလိုင်းမပါသည့်အတွက်သူ့နားမှာလည်းတေချာလိုက်မယ်စကားကဘာပြောလဲပီနီယံကြီးဘေးတွင်ဝါရှာလည်းကလစ်လည်းမရှိဘူးဒါဆိုဒီချိန်မှာဒီနေရာမှာဝါရှာရင်တက်မလားကလစ်ရင်တက်မလားဝါရှာရင်တက်ကလစ်တက်ဝါရှာတော့ကလစ်ရင်တက်ပြီးကဘာကြောင့်ဆိုလိုချင်တာသူ့ရဲ့ဘေးကိုပြောချင်တာကိုသူ့ဘေးတွင်ဝါရှာတကွန်းကလစ်တကွန်းဆိုတော့ဝါရှာရင်တက်လို့မရဘူးလေဝါရှာရင်တက်လိုက်ဝါရှာဒီတဲ့ short ဆိုဝင်သွားမှာပေါ့သူဆိုရင်သူ့ရဲ့ဘေးမှာကတ်နေတာကဝါရှာပြီးမှကလစ်ဆိုတော့ဒီကောင်ကလစ်ကိုအရင်တက်ပြီးတော့ပြီးမှဝါရှာတက်အဲ့ဒါမတ်တက်ပဲမဟုတ်ဘူးလားအတွင်းကလစ်မှာတော့ပီနီယံကြီးဘေးတွင်ဝါရှာတကွန်းကလစ်တကွန်းရှိသည် तू ကရှက်မလဲရင်တော့ तू ကလဲနေမဲ့ပီနီယံဖြစ်နေသေးတယ်ပုတ်တိုက်မှုရှိနိုင်တယ်ဒါကြောင့်ဝါရှာခံထားတာပေါ့နော်အဲ့တော့အဲ့ဒါမတ်တက်တယ်လို့ဆိုလို့တယ်ပေါ့ဒါခုနကဂီယာဘောက်ကိုမသိတဲ့ဂီယာဘောက်ပုံစံမျိုးနဲ့ကိုအမျိုးမျိုးတွေးပြီးတော့ဒါတော့ကိုကကြုံမသိတဲ့အတွက်ဒီပီနီယံကိုအရင်တက်မိတာလည်းအပြစ်မဟုတ်ဘူးဒီပီနီယံကိုအရင်တက်မိတာလည်းအပြစ်ဟုတ်မနေဘူးကိုမသိတာဘူးဒါနဲ့တွေးပုံတွေးနေဒါကြီးဒီမှာလာတက်ရင်အဲ့ဒါအပြစ်ပေါ့မဖြစ်နိုင်တာကြီးကိုဒီမှာကလစ်ဝါရှာတာဒါအပြစ်ပဲပေါ့အဲ့တော့ညံပြင်းရရောက်သွားပြီအဲ့ဒါကြောင့်ရင်ဆုံးဆရာဘာကိုရွေးလဲဆိုတော့အသေးဆုံးရှက်ကိုရွေးပြီးတော့အတွင်းဆိုင်အကျဉ်းဆုံးပီနီယံတွေ၄ခုကိုပြည့်အောင်လိုက်ရှာလိုက်တယ်တကယ်လို့အတွင်းဆိုင်ကျင်းတဲ့ပီနီယံကဒီထဲမှာထည့်တဲ့ပီနီယံကဒီရှက်နဲ့ဖြစ်ဆိုင်၅ခုဖြစ်နေရင်တော့မှဆရာက၅ခုလုံးရွေးပြလိုက်မှာဒါနဲ့ဒီရှက်မှာပီနီယံ၄ခုပါမှန်တိပါလေးရက်နဲ့အတွင်းဆိုင်ကြိုက်နေတဲ့ကောင်၅ခုဖြစ်ရင်၅ခုလုံးကိုရွေးချယ်မှာဒါတော့မှတစ်ချက်ပြန်တွေးလိုက်မယ်ဆိုရင်ဒီလောက်ကြီးကြီးနေတဲ့ပီနီယံကြီးကတော့မင်းရှက်မှာမပါနိုင်ဘူးဆိုပြီးဆရာပြန်ချလိုက်မယ်ဒီပုံတွေးနေရ၄ခုကိုအမှန်ရွေးတာအဲ့လိုရှိတယ်နော်အဲ့တော့ဒါကဂီယာပေါင်းလုံးတဲ့ခါမှာစဉ်းစားပုံစဉ်းစားနည်းလေးတွေကိုတရုပ်ပြပေးတာဖြစ်တယ်โอเคဒါဆရာကတော့ဒါကြိုသိနေတော့ဒီမှာတက်လိုက်ပြီဗျာတက်ပြီးသွားရင်သူကဘာတက်ရမလဲဆိုတော့ကလေးတကွန်းဝါရှာတကွန်းလို့ပြောရင်မှန်လားမှန်ပါဗျာပြောတာတော့မှန်ဘူးပြောတာမမှန်တော့ဘာမှန်မို့လို့လဲအလုံးမှန်မို့တော့လိုတယ်ဒါပေမဲ့အပြောမှန်ရင်အလုံးမှန်ပုံမကောင်းဘူးလားကောင်းတယ်ဒါကြောင့်ဝါရှာတကွန်းကလေးတကွန်းဘာကောင်းတာလဲကောင်းတယ်အိတ်လို့ကောင်းတယ်စားလို့ကောင်းတယ်အဲ့လိုလားဟုတ်ပါဗျာအဲ့လိုကောင်းတာကောင်းတယ်စားရတယ်ဆိုတာကပြောမယ်ငက်လေးကောင်းနေလေသူကအကောင်းသားတွေစားရင်လူတယောက်ကမစားချင်ဘူးချမောင်ဟင်းကိုပြန်တတိရတယ်လို့ငက်လေးကောင်းနေကျောင်းဆရာတို့ဆိုစားမကောင်းအောင်ဆိုရင်တော့30လုံးအဲ့တော့ဥစရိလာတရားကိုသွားတတိရတယ်ဟိုတေချင်းစိုးလေးရလဲဆန်စည်းမှာကြီးပါတယ်ဆိုမှ30လုံးတောင်ကောင်းကောင်းစားတယ်ဆိုဘုန်းကြီးတရားတိုင်းဟာပြောတာconstruction ကြပါတယ်မာ construction အမှန်လေသူကလည်းကျောင်းဆရာပြီးတော့ထည့်လိုက်ရမှာသူလည်းဥပြောင်ကြီးနဲ့နီးတာဆိုတော့မထူးဘူးသူကတည်းကပြချင်တာလွန်ရောstop โอเคဒါဆိုရင်ဒီကမှန်သွားပြီနောက်တစ်ချက်ပြန်တွေးလိုက်ပေါ့တို့တွေအများဆုံးလောက်ရမှာ၄ချက်ခုတ်ခီယာတွေကိုပဲအများဆုံးလောက်ရမှာဆိုတော့များသောအားဖြင့်လေကွန်ထရိုလာကွာပီနီယံနေဒီဘယ်တော့မှထိတ်ဆုံးမှမနေဘူးလို့မှတ်ထား
ငုတ်ကတစ်ဖက်ထဲပါခဲ့ရင်တော့ဘယ်တော့မှထိတ်ဆုံးမှမနေဘူးကွန်ထရိုလာကပီနီယန်ဆိုတော့ဟိုဘက်ဒီဘက်ပြေးရတာဖြစ်ပြီးတော့ပီနီယန်နေအားလုံးရဲ့ခလဲမှာပဲနေလိမ့်မယ်ဆိုအတွေးကိုတွေးတာအဲ့ဒါဟိုမှာကိုကဝင်ပြီးတော့မထည့်ရဘူးသူကဒီဘက်လည်းချိန်မှာဟိုဘက်လည်းချိန်မှာဆိုတော့ဒီဘက်ကပီနီယန်နဲ့ဒီဘက်ကပီနီယန် site တွေလည်းတူမနေဘူးငုတ်တွေလည်းအချင်းချင်းတူမနေဘူးလေအဲ့တော့ကိုကတက်ပြီးတော့ချိန်စားပါโอเคဒါဖြစ်နိုင်တယ်ငုတ်ရဲ့ဒီဘက်ကငုတ်နဲ့ဒီဘက်ကငုတ်နဲ့အဝိုင်းဆိုင်ညီတယ်ပေါ့နော်โอเคနောက်တစ်ခုကတော့ဆရာတို့ကဘာထည့်ရမလဲဆိုတော့ကလေးတစ်ခွန်းရင်တက်မယ်နော်မဝင်လာဘူးထင်လို့ဖြဲဖို့မကြိုးစားနဲ့တော့လက်မလေးနဲ့ထိန်းထားပြီးတော့လုံးဝကိုအချောင်ကြီးဆရာကလစ်ကြီးကိုဖြဲပြီးတော့စွတ်ဆိုသွန်းလိုက်လို့ရတယ်မသွန်းဘူးဒီမှာရှက်နဲ့နှခမ်းနဲ့ပွတ်ပြီးတော့ခက်စီစီလေးထည့်တာဘာကြောင့်လဲကလစ်ကြီးကျဲသွားမှာစိုးလို့ကျဲပြီးပြုတ်သွားမှာစိုးလို့နော်အချိန်ကသမားတွေအဲ့ဒါလေးတွေကိုနားလည်ထားဆရာလက်ဆယ်ချောင်းရှိရင်ဆယ်ချောင်းလုံးလက်ညှိုးကဘာလို့လဲလက်မဘာလို့အဲ့လောက်မထိအဲ့လောက်ထိလိုက်ကြည့်ထားအထောက်ကူပြုပါလိမ့်မယ်โอเคပြီးတော့ရင်ဒီမှာအတွင်းမှာအတက်ပါတဲ့ကောင်လေးကိုအရင်ဝင်အောင်ထည့်ပြီးကမှဒီလိုလေးဒါဆိုရင်ပြီးသွားပြီအဲ့ဒီရှက်ဒီနောက်ရှက်ကိုလုံးဖို့အတွက်ဆရာပဲဒီရှက်ကိုမှန်အောင်လုံးလိုက်ပြီးဆိုတာနဲ့နောက်ရှက်ကအော်တိုမှန်သွားတာဒါကလောက်ဘက်မှာလှည့်ထားမှာဒီကောင်ကအသေးဆုံးဆိုတော့တေးကြတယ်သူ့နောက်မှာအကြီးဆုံးဖြစ်လိုက်ဒီကောင်ကဒုတိယအသေးဆုံးဆိုတော့ဒီကောင်ကဘာဖြစ်လိမ့်မလဲဒီကောင်ကဒုတိယအသေးဆုံးဆိုတော့ဒီကောင်လည်းဒုတိယအကြီးဆုံးဖြစ်လိမ့်မယ်ဒီကောင်ဒီတတိယအသေးဆုံးဆိုတော့ဒီဘက်ကတတိယအကြီးဆုံးတတိယအကြီးဆုံးဖြစ်လိမ့်မယ်ဒီကောင်ဒီရှက်မှာအကြီးဆုံးဖြစ်နေသည့်အတွက်နောက်ကရှက်ဒီအသေးဆုံးဖြစ်လိမ့်မယ်ပြီးနေရောအဲ့လိုရင်ရွေးချယ်လိုက်တယ်အဲ့ဒီအချိန်မှာဆရာတို့ကဘာပဲမှားနိုင်တယ်လဲဆိုတော့ဒီအသေးဆုံးရဲ့နောက်မှာအကြီးဆုံးမရှိဘူးလားအကြီးဆုံးရဲ့နောက်မှာအသေးဆုံးမရှိဘူးလားဒါနဲ့ရှက်ကဒီလိုလှည့်မှာလေဒီဘက်ကစမော့ကဒီဘက်ကကလောက်ဆိုတော့တေချာတာဟောဒီပီနီယန်ကဟောဒီနေရာမှာတက်ကိုတက်လိုက်တက်ကိုတက်ရဟာဒီလိုကြီးတော့မဟုတ်သေးပါဘူးဒါဆိုဒီတန်ဖိုးလေးငါထည့်ကြည့်အောင်ဟာဒီလိုကိုဒါပေမဲ့ဒီလိုလည်းဖြစ်နိုင်တာပဲအဲ့ဒီအချိန်မှာဒီဘက်မှာဘောနဲ့တက်မဲ့နေရာဖြစ်တယ်ဟုတ်နော်ဒီဘက်မှာဘောရှိမှာပေါ့တက်မဲ့နေရာဖြစ်တယ်ဒီလိုဖြစ်နိုင်လားဆိုတော့ပြန်စဉ်းစားပေါ့ဒီဘက်မှာပီနီယန်မှမရှိတော့တာကိုဘောပဲရှိတော့တယ်ဆိုတော့အဲ့ဒီအချိန်မှာမှောက်ရလားပတ်လက်လားသိဖို့အတွက်ပီနီယန်ကိုငကိုမူလအနေထားကိုကြည့်လိုက်တဲ့အခါမှာဒီဘက်မှာအခုလိုမျိုးငုံနဲ့ပွတ်ထားသောအရာများရှိမနေဘူးဒီဘက်မှာပဲဟိုမှာအရာတွေဒီငုံနဲ့အပွတ်ခံထားတဲ့အရာတွေရှိတာဆိုတော့ဒီပီနီယန်တို့ကဒီနေရာမှာတက်တာကတော့တိသွားပြီပတ်လက်မှောက်ရရွေးချယ်ဖို့အတွက်ကိုဒီဘက်မှာဘောပဲရှိတော့တယ်အဲ့တော့ငုံအပွတ်ခံထားတဲ့ကောင်ဆိုတော့ဒီဘက်မှာကွန်ထရိုလာကပီနီယန်ရှိလိမ့်မယ်အဲ့တော့ဒီကောင်ဒီဘက်ကိုလှည့်တာဖြစ်လိမ့်မယ်ဒီဘက်ကဘာမှပွတ်ထားတဲ့အရာမရှိဘူးတခါလေမှာဆရာဆိုတာဒီအောင်ပြောတာမဟုတ်ဘူးဒီပစ္စည်းရလဲဆရာပဲပစ္စည်းရသူ့ရဲ့ငကိုလဲပတ်ထားတဲ့ပုံစံအရာတွေကိုကြည့်ပြီးမာကအမှတ်တွေကိုကြည့်ပြီးလောက်ရတာမျိုးရှိတယ်လေအဲ့လိုမျိုးပါတဲ့နော် stop ဒီ main shot ကိုတက်ဆင်ပြီးတဲ့အချိန်မှာဒီ shot ကအောက်တိုလွယ်သွားပြီဒီ shot လောက်မှမှအောင်မတက်တဲ့ရင်တော့နောက်က shot ကိုမှအောင်တက်ဖို့မကြိုးစားနဲ့အခုဆိုရင်သူ့နေရာနဲ့သူရော့ဒါဖြစ်လိမ့်မယ်ပြီးတော့ရင်ဒါဖြစ်မယ်ပြီးတော့ရင်ဒါဖြစ်မယ်ပြီးတော့ရင်ဒါဖြစ်မယ်ဟုတ်ပြီအဲ့တော့ဒီကောင်ဒီဘက်ချမ်းရဆိုတာတို့ကဘာလို့လဲတိသွားပြီပြီးတော့ရင်ကျတော့ကဒီမှာဒီကောင်နဲ့ချိန်မဲ့ပြီးအသေးဆုံးရှေ့အကြီးဆုံးနေရှေ့အကြီးဆုံးဆိုနောက်ကပါလဲအသေးဆုံးပါဗျာဟာဒါဒီမှာအဲ့ချိန်မှာတော့မှဒီမှာငုတ်ပါတယ်ဒီပီနီယန်ဒီဘက်ကိုလှည့်ရင်မဖြစ်နိုင်ဂီယာပီနီယန်များတွင်ပါသောငုတ်များသည်ကွန်ထရိုလာကွာတက်သောပီနီယန်ဘက်ကိုသာလှည့်သည်ဟောဒါဒီလိုပဲဖြစ်လိမ့်မယ်အားမှကလစ်တွေပါမတက်သေးဘူးဒီအနေထားလောက်ဆိုရင်တော့ဒီနေရာမှာကွန်ထရိုလာကွာတက်တဲ့ပီနီယန်ပဲဖြစ်လိမ့်မယ်ဆရာကပြောဘူးခဲ့တယ်ကွန်ထရိုလာကွာပတ်တဲ့ပီနီယန်တက်တဲ့ပီနီယန်များဒီနှစ်ဖက်လုံးငုတ်ပါကြတယ်ငုတ်ပါကြတဲ့အခါဆိုဒီကောင်ဒီအစွန်းဆုံးမှာတက်တာမဖြစ်နိုင်ဘူးအစွန်းဆုံးမှာတက်ရင်ဒီငုတ်ကြီးကလက်ကားဖြစ်နေမှာပေါ့ဆိုတော့ဒီအလှည့်မှာဒီကွန်ထရိုလာကွာပီနီယန်ပဲဖြစ်လိမ့်မယ်အတွင်းကြီးလိုက်ပါတဲ့ကောင်ပဲဖြစ်လိမ့်မယ်ဆိုကိုတွေးလိုက်တော့မှဒီငုတ်ကဘာလို့မဝင်လာလဲဝင်တယ်ဒါနဲ့ဆရာကပြောခဲ့ဘူးပါတယ်ငုတ်တစ်ခုနဲ့တစ်ခုဒိတ်တစ်ခုနဲ့တစ်ခုဟာအဝိုင်းဆိုင်ကညီနေရခုငါဒီဘက်ကိုလှည့်ထည့်ကြည့်အောင်ခုနကထည့်သောပုံစံနဲ့အခုထည့်လိုက်သောပုံစံဘာကွာခြားမှုရှိသွားမလဲဆိုတဲ့အတွေ့ဒီကောင်ကြတော့ကြလားငုတ်ချင်းချင်းကအဝိုင်းဆိုင်အတူတူပဲဖြစ်တယ်ပြီးတော့ဒီငုတ်ကကျင်းတယ်ဒီဘက်ကပီနီယန်ကလည်းအေးတယ်ဒီငုတ်ကကျဲတယ်ဆိုတော့ပီနီယန်ကြီးတဲ့ကောင်ကတော့ချိတ်တာဖြစ်လိမ့်မယ်အတွေးတွေကလေတခုတည်းပုံမှာမခံစားဘဲနဲ့အမျိုးမျိုးပုံစံလိုက်ပြီးလှည့်တွေးတာโอเคဒါဒီနေရာမှာတက်မယ်ထက်လည်းမဝင်နိုင်တော့ဘူးသူ့အပေါက်အနေထားရဒီချက်ထဲကိုမဝင်နိုင်တော့ဘူးဒါဆိုရင်ဒီကောင်ကြီးချောင်မတော့ထိန်းထားတဲ့ကောင်တစ်ခုခုပါလိမ့်မယ်ဒီလိုတက်တာဖြစ်လိမ့်မယ်အဲ့ချိန်မှာဟိုထဲမှာလည်းငုတ်တိုက်ထားတဲ့အရာတွေကရှိနေတယ်ဆိုတော့ဒါဒီလိုဖြစ်လိမ့်မယ်ပီနီယန်လေးအဲ့တော့ငါချိတ်ဆက်ကြည့်အောင်မယ်ကွာချိတ်ဆက်လိုက်တဲ့အခါမှာရှက်နှစ်ချောင်းကတစ်ထောင်နဲ့ဖြစ်နေရမယ်ဒါကဟိုရန်တမ်းမှန်တမ်းလုပ်နေတဲ့ပုံစံကိုလုပ်ပြနေတာကြည့်ရှက်နှစ်ခုကဘာဖြစ်သွားလဲဆိုတော့တစ်ဖြောင်းနေပဲဒီလိုထိတ်ဆုနေတာတွေထိတ်ကားနေတာတွေမရှိဘူး
ဒါဆိုရင်ပီနီယံတက်ထားတာမှန်လို့ပဲမယုံဒီထဲမှာပီနီယံတစ်ခုတက်တာမှားကြည့်ပါလားရှက်ကဘယ်လိုနည်းနဲ့မှလို့တန်းမှာမဟုတ်ဒါဆိုငါတို့ပီနီယံတက်တာမှန်သွားပြီအဲ့တော့ဆရာမတ်တက်ကိုပြန်သုံးမယ်တွန်းကိလိုက်မှာပါတော့ပီနီယံရေးပေးတွင်ဝါချာတကွန်းကလေးတစ်ခွန်းရှိတယ်ဆိုတော့မတ်တက်တွေကိုပြန်သုံးမယ်ဒီကောင်ကြီးကတွန်းကိလိုက်ပါတယ်ဒီကောင်ခဏထားပါကဲဒါဆိုရင်သိပါပြီသိပါပြီအမှန်တကယ်တမ်းပြောမယ်ဆိုရင်ဒီပီနီယံအရင်တက်လဲရတယ်နော်ဒီပီနီယံကိုမသိတဲ့ပုံစံမျိုးဒီပီနီယံကိုအရင်တက်ထားလဲရတယ်ဒီနေရာဆိုတော့သိနေပြီလေနော်တက်ထားလို့ရတာပဲဒါပေမဲ့ဒီကောင်ထိတ်ဆုံးကပီနီယံဖြစ်နေတဲ့အတွက်သူကပြုတ်ပြုတ်ကြလာမှာအဲ့တော့ကလစ်နဲ့ဒီနေရာမှာခုဒီနေရာမှာဆိုဆရာတော့ဒီပီနီယံဆိုတာသိပါပြီငုတ်ကိုလည်းဒီဘက်ကိုလှည့်ရမယ်ဆိုတာသိသွားပြီတော်တော်သူ့မှာအတွန်းကိလိုက်မပါဘူးဆိုကနေဒီဘက်မှာဝါချာတကွန်းဟိုဘက်မှာဝါချာတကွန်းကလေးတကွန်းပါမယ်ဆိုတာသိသွားပြီသိသွားတော့နော်ဒါကတော့လောက်တည်းတော့လောက်ဆုံးစဉ်းစားတတ်မယ်လို့ထင်ပါတယ်နော်အဲ့တော့ဆရာတို့ကအရင်ဆုံးမတက်မလဲဒီမှာကျတော့ဝါရှာတကွင်းကလေးတကွင်းမဟုတ်တော့ဘူးဒီဘက်မှာကျတော့တကယ်တမ်းတခြားသောဆိုင်ကယ်မှာဆိုရင်ဒီနေရာမှာလဲဝါရှာတကွင်းကလေးတကွင်းဖြစ်လိမ့်မယ်ဒီဝန်တန်းအိုင်လေးမှာပဲလားထူးဆန်းနေတာတော့ဒါဝန်တန်းအိုင်ရဲ့မတ်တက်ကိုမှတ်လိုက်ပေါ့အရင်ဆုံးဆရာတို့ကဝါရှာတကွင်းကိုအရင်တက်ရပါတယ်ဝါရှာတကွင်းကိုဆရာတို့ကဒီကကီးလိုင်းနဲ့တက်အောင်လုပ်ပါတော့ပြောဆိုရင်ဒီမှာဒီကီးကိုလဲမသွားအောင်ထိန်းထားတဲ့ကလစ်ကလေးကိုထည့်မယ်ပြီးသွားရင်ဆရာတို့ကဒီနေရာကိုတက်မယ်တက်ပြီးသွားရင်တက်ပြီးတော့ဆရာတို့ဘာလုပ်မလဲဝါရှာတကွန်းထည့်မယ်ဒါကြတော့သူ့မှတ်တဲ့တိုင်းမှာဝါရှာတကွန်းကလစ်တကွန်းထည့်မယ်ဂီယာဘောက်လုံးတွေကမှကလစ်ကိုစီးဖို့မကြိုးစားနဲ့အစကနေကဂီယာဘောက်တစ်ခုလုံးမှရှိတဲ့ကလစ်တွေဝါရှာတွေကိုစစ်ထားတခါတည်းကလစ်တွေအာပြင်းနေရင်လည်းအာတွေကိုစီးထားအဲ့တော့ဂီယာဘောက်ကြီးကလည်းကင်ထားရတယ်ပြုတ်ကြလိုက်ထွက်ကြလိုက်နေမပြီးဘူးအဲ့တော့ဆရာတို့ကတက်မယ်ဒီလိုလက်မလေးနဲ့ထိမ့်မယ်ထိမ့်ပြီးတော့ကလစ်ပလေယာရဲ့အဟကိုဒီလိုမျိုးမလုပ်ပါနဲ့ဒီလိုမျိုးဆိုတော်ကြီးဟမှာဖြစ်တယ်ဒီလိုမျိုးလေး position အမှန်လေးယူပါပြီးတော့ရင်ကလစ်ကိုလှည့်ကြည့်ပါသူကလိုင်းမကြတဲ့ရင်လုံးဝလင်းလိုင်းသွားမရှိပါဘူးလုံးဝကိုမလဲပါဘူးဒါလဲတယ်ဆိုတော့လိုင်းကြသွားလို့ပါโอเคဒါဆိုရင်ပြီးတော့ရင်ဒီပီနီယံတက်မယ်ဆိုတာကိုသိတယ်โอเคပြီးတော့ရင်ပြန်တွေးလိုက်တော့ဒီကောင်လေးအတွင်းကြီးလိုက်တော့မပါဘူးเนาะမပါဘူးဒါပေမဲ့ဒီမှာကျတော့ကလစ်လိုင်းပါလားမပါဘူးဒါနဲ့ तू ကပါလေအတွင်းကြီးလိုင်းပါလားမပါဘူးအတွင်းကြီးလိုင်းမပါရင်ဘေးမှာကလစ်တကွင်းဝါချာတကွင်းရှိရမယ်ဆိုတာသိတယ်ဘာကြောင့်ကလေးတကွင်းဝါချာတကွင်းခံထားတာလဲဟိုဘက်ဒီဘက်မပြေးအောင်လို့ဒီမှာကျတော့ तू ကဟိုမှာတင်းနဲ့ခံထားပြီးတော့ပြေးနိုင်သေးလားပြေးနိုင်တော့ကလေးနဲ့ချုပ်စီရမလို့တော့ဘူးဒါဆိုရင် तू နားမှာအတွင်းကြီးလိုက်မပါတာဖြစ်တဲ့ပုတ်တိုင်မှုရှော့ချဖို့တော့ဝါချာတကူပါလိမ့်မယ်ဆိုတော့အတွေးလေးဝင်လာတယ်အဲ့တော့ဘွတ်ထဲတယ်မထဲတယ်ရိုးရဘိန်းနေမှာကျတော့တီယိုဘိန်းနေမှာဆိုရိုးရိုးဝါရှာပေါ့နော်ဒီဘိန်းနေမှာကျတော့ရိုးရဂီယာဘောက်ကိုဆွဲထုတ်လိုက်ရင်ပြုတ်ထွက်မသွားအောင်ဝါရှာလေးတွေကိုအခုလိုမျိုးလော့ဝါရှာလေးနဲ့ပဲထည့်ထားတယ်နော်ဘယ်လိုဖြစ်သွားတယ်ပြီးသွားတဲ့အခါမှာဒါပေမဲ့အကုန်လုံးကြီးကတော့အလုံးစုံကြီးကတော့ခုနကကျွန်တော်ပြောတဲ့အတွေးနဲ့လောက်တော့ဆိုင်ငယ်အားလုံးကိုဂီယာဘောက်ကိုလုံးထပ်မှာမဟုတ်ဘူးဗျတချို့သောဆိုင်ငယ်တွေအကြောင်းကြတော့ YouTube တို့ Google တို့ catalog တွေထဲမှာပြန်ရှာကြည့်ပြီးတော့သူကပြသတဲ့ဟာနဲ့ကိုယ့်ရဲ့အတွေးခေါ်နဲ့ပြန်တိဆောက်ရတာမျိုးတွေလည်းရှိတယ်ဒီစိတ်ပိုင်းတွေကြတော့အများဆုံးဆိုင်ငယ်တွေအများလေဒီ1 time 1 2 5ဆိုတာအများလည်းပေါ့တယ်ခဏလောက်ရတယ်ဆိုတော့မျိုးလုံးထဲမှာရင်းနေပြီပေါ့ဒီနေရာမျိုးမှာじゃကျွန်တော်တို့ကစကားကအများကြီးပြောမရတော့ဘူးခုနလိုဒီဝါရှာကလစ်ပင်ရနေလို့ပြောမရတော့ဘူးအဲ့တော့ဒီပုံစံအရကြည့်မယ်ဆိုရင်တော့ဒီကောင်ဒီအပြင်ဘက်ကတက်တာမဖြစ်နိုင်ဘူးဒါဂီယာဘောက်ဖြုတ်တော့ဒီရှက်ထဲကနေထွက်လာတဲ့ဝါရှာကိုမဖြစ်နိုင်ဒီကောင်ဒီထက်ပဲဖြစ်လိမ့်မယ်ပြီးတော့တဲ့ခါမှာဒီဒုကဒီကောင်နဲ့လာကြိုက်နောက်တစ်ခုကငါဒီလိုတက်လိုက်ရင်မရနိုင်ဘူးလားဒီလိုတက်ရင်ရောမရနိုင်ဘူးလားအတီယိုဘင်းဆိုဒီလိုပေါ့ဟုတ်တယ်မလားတီယိုဘင်းဆိုဒီလိုပေါ့အခုဒီကောင်ကြတော့သူတို့ပတ်လက်တက်တယ်ပေါ့ဗျာတက်တဲ့အခါမှာဒီကအရာကဘာကြောင့်လာပေါ်နေတာလဲပေါ့ပုံစံပြောပြတာကွာမရှိတဲ့ဟာကိုလိုက်ကြည့်တယ်ကွာငါပြောတာအဲ့တော့မရှိတဲ့ဟာကိုလိုက်ကြည့်တော့ဒီကအရာဒီဝါရှာရဲ့အဆိုင်နဲ့လာပြီးတော့ကွက်တီဖြစ်နေဆိုတော့နင်တို့ကတွေးရင်ဒီလိုလည်းတွေးမှာပေါ့ဒီလိုသွားတွေးမျိုးလည်းဖြစ်မှာပေါ့ဒါပေမဲ့ဒီလိုသွားတွေးပေမဲ့ဘယ်ချိန်မှအဖြေပြန်ပေါ်လာမှာလဲဆိုတော့ကွန်ထရိုလာကွာနဲ့တွဲပြီးလုံးလိုက်ရင်အဖြေကတက်ထွက်လာမှာဒီချိန်ကဟိုကြိုက်တဲ့ကိုတော့မကြနိုင်ဘူးဆိုရင်ပီနီယံကိုကြောင်းပြန်လုပ်ကြည့်ပေါ့ဒါနဲ့ကိုကစဉ်းစားခြင်းအပြင်တစ်ချိန်မှာအပြစ်ကိုတွေးလာနိုင်တယ်ပေါ့ချက်ချင်းရုပ်တရက်မတွေးရင်တော့အခုဒီတိုင်းတက်လိုက်ရင်လည်းကြည့်တက်ပြန်လာဟောဒီမှာဒီတိုင်းတက်လိုက်ရင်လည်းကွက်တိဒါနဲ့ဟိုမှာကွန်ထရိုလာရှက်နဲ့ကွာနဲ့ဂီယာဘောက်နဲ့လုံးတက်လိုက်တဲ့ခါမှာဒီကောင်ဒီကွန်ထရိုလာရှက်မှာသွားပြီးမထောက်ပေးနိုင်တော့ဘူးဆိုကနေဒါတခုမှလို့ပဲဆိုတော့ဒီကောင်ကိုစောက်ထိုးတက်ကြည့်လိုက်တာပေါ့ကိုကသတိထားပြီးတော့အဲ့လိုမျိုးတွေးပြီးလုပ်ခဲ့မယ်ဆိုရင်ကိုယ့်ရဲ့အတွေးခေါ်ကတနေရာမှာကိုပြန်ကူညီပါလိမ့်မယ်အဖြေငါတွေးတာပဲကွာအဖြေမတွေးဘူးဆိုတာနဲ့ပဲစိတ်တက်ကြဖို့လောက်ကြီးပဲစဉ်းစားမနေနဲ့ပေါ့ကဲโอเค125မှာဆိုရင်ဝါရှာမပါဘူး1 time မှာဆိုဝါရှာပါတယ်ကဲဂီယာဘောက်လုံးတာပြီးဆုံးသွားပါပြီအဲ့တော့ဂီယာက4ချက်ဖြစ်နေသေးတယ်ရှက်တစ်ချောင်းမှာ4ပါဗျာအသေးဆုံးဘီနီယံကအကြီးဆုံးဘီနီယံကိုချမ်းချိန်မယ်ရှေ့မှာကလန့်ကိုရှက်မှာရှိတဲ့အကြီးဆုံးကစပေါ့ကရှက်မှာရှိနေတဲ့အသေးဆုံးဘီနီယံကိုလမ်းချိန်မယ်
အတွင်းကိလိုက်မှာပါတော့ပီနီယံကြီးဘေးတွင်ဘေးတွင်ရှိတတ်တယ်ညတော့အပြင်ကွန်လိုလာကွာနဲ့ချိတ်ဆက်ခံထားသောပီနီယံများသည်ဂီယာပေါက်ရှက်ရဲ့ခလဲစန်တာနေရာမှာပဲရှိတတ်တယ်ဂီယာတစ်ချက်ဖြစ်ပေါ်ဖို့အခုဆရာပြောတယ်စံကန်နှုတ်ရင်ဒီကလောက်ကိုရှက်မလဲဘူးလားကလောက်ကိုရှက်လဲရင်ဒီအသေးပီနီယံဒီမှာအသေးတွဲတာမလဲဘူးလားလဲလားလဲပါဆရာ သူလဲရင်နောက်မှရှိတဲ့နံပါတ်1ပီနီယံလဲလားမလဲဘူးလား လဲပါဆရာ သူလဲပေမဲ့စပေါ့ကက်လဲလားစပေါ့ကက်ရှက်လဲလားဘာကြောင့်မလဲဘူးလဲဒီကောင်ကြီး free ဖြစ်နေလို့အဲ့လိုသူ free ဖြစ်နေတဲ့အချိန်မှာငါတို့ကဂီယာနံပါတ်1ထိုးလိုက်တဲ့ခါမှာဒီထဲမှာရှိနေတဲ့ပီနီယံကကွန်လိုလာကွာပီနီယံကဒီ free ဖြစ်နေတဲ့နံပါတ်1ပီနီယံကိုအသေးဖြစ်အောင်မလုပ်လိုက်ဘူးလားတို့ရတော့ကျတော့ तू ကဒီမှာချိတ်သွားတော့ရှက်ပါမလဲဘူးလား လဲပါ ဒါဆိုဂီယာတစ်ချက်ဖြစ်ပေါ်ဖို့ရေပီနီယံဘယ်နှခုလောက်လောက်သွားတယ်လို့ထင်လဲ3ခုတစ်ခုနှစ်ခုသူတို့နှစ်ခုလဲနေုံနဲ့ဂီယာတစ်ချက်ဖြစ်လား ဖြစ်ပါဦးဆရာ ကွန်လိုလာကွာကနေတစ်ချက်ထိုးလိုက်မှပီနီယံ3ခုပေါင်းမှ ဒီတစ်ချက် ဂီယာတစ်ချက်ဖြစ်သွားဂီယာတစ်ချက်ဖြစ်ပေါ်ဖို့ရေပီနီယံဘယ်နှခု တော့ကိုတော့ပါ အသေးဆုံးကအသေးဆုံးကအကြီးဆုံးကိုချိတ်အကြီးဆုံးကအသေးဆုံးကိုရှေ့ကအသေးဆိုရင် တော့အရှင်းပါ နောက်ကအရှင်းရှေ့ကအရှင်းဆိုရင် တော့ပါပါဆရာ နောက်ကအသေးဆိုတာအတွင်းကိလိုက်ပါတာကိုပြောတာနောက်တစ်ခုကရှေ့ကဒီမှာအသေးဆိုရင် တော့အရှင်းတော့ဖရီး နောက်ကအရှင်းအတွင်းကိလိုက်မပါဘူးပြောတာရှေ့ကအရှင်းဆိုရင်နောက်ကအသေးအတွင်းကိလိုက်ပါအဲ့တော့အသေးဆုံးကအကြီးဆုံးကိုချိတ်အကြီးဆုံးကအသေးဆုံးကိုချိတ်အသေးကအရှင်းကိုချိတ်အလွယ်တကူပြောတော့ကွာအတွင်းကိလိုက်ပါတဲ့ကောင်ကအတွင်းကိလိုက်မပါတဲ့ကောင်ကိုချိတ်အတွင်းကိလိုက်မပါတဲ့ကောင်ကအတွင်းကိလိုက်ပါတဲ့ကောင်ကိုချိတ်ဒါနဲ့ပြောပြချင်တဲ့စကားတွေလည်းအများကြီးရှိနေပါသေးတယ်ဂီယာပေါင်းနဲ့ပတ်သက်ပြီးတော့ဘာကြောင့်လဲဆိုတော့အဲ့လောက်လေးသိမယ်ဆိုရင်လည်းလုံလောက်မယ်လို့ထင်ပါတယ်ဒါလေးတွေကကိုယ့်ရဲ့လုပ်ငန်းခွင်ထဲမှာထောက်ကူပြုမယ်လို့ထင်ပါတယ်တကယ်လို့ဂီယာပေါင်းလုံးတဲ့အချိန်မှာခုနလိုပြောပဲဆက်တစ်ချောင်းမှာပီနီယံ၄ခုအတွင်းဆိုင်ကျင်းသောပီနီယံများအပြင်ဆိုင်ကျင်းသောပီနီယံများဒီကလောက်ချက်တယ်လားရှိတတ်သည်ရှေ့ကအသေးဆိုရင်နောက်ကအရှင်ဖြစ်လိမ့်မယ်ရှေ့ကအရှင်ဆိုရင်ရှေ့ကအတွင်းကိလိုက်မပါရင်နောက်ကအတွင်းကိလိုက်ပါလိမ့်မယ်ရှေ့ကအတွင်းကိလိုက်ပါရင်နောက်ကအတွင်းကိလိုက်မပါတဲ့ပီနီယံဖြစ်လိမ့်မယ်ရှေ့ကအကြီးဆိုရင်နောက်ကအသေးကိုချိတ်လိမ့်မယ်ဒါလေးတွေကထောက်ကူပြုလိမ့်မယ်လို့မျှော်လင့်ပါတယ်โอเคဂီယာပေါက်ကိုလည်းကောက်တက်အနေနဲ့ထားလိုက်ပါပြီကျေးဇူးများကြီးတင်ပါတယ်အားလုံးပဲဘိုင်ဘိုင်